အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဇင်ကမနက်စာဖြစ်နန်းကြီးတုပ်လေးတုပ်စာဖြစ်တယ်ရှင်ဒီတုပ်ကိုသူများတွေကဘယ်လိုတုပ်လဲမသိဘူးမဲ့ဇင်ကတော့ဇင်စတိုင်နဲ့ဇင်တုပ်ပါတယ်ဒါဆိုရင်လိုက်ကြည့်ကြမယ်နော်ပထမဦးဆုံးဇင်ကစက်သားနဲ့ကျအုပ်နဲ့ကိုပြုတ်ပါတယ်စက်သားကိုဇင်ကစားစနစ်နဲ့ထားတဲ့စက်သားအောင်မှကျင်းထည့်ပြီးပြုတ်ပါတယ်နော်မရိုက်ပြလိုက်ရလို့ပါပြီးရင်တော့စက်သားကျက်လာတဲ့ချိန်ကျရင်ဇင်ကစက်သားလေးကိုဆယ်ထားပါမယ်ပြီးရင်တော့အေးခံပါမယ်ရှင်စက်သားရေးခံထားတဲ့ချိန်မှာဇင်ကစက်သွန်ဖြူနေလေးတွေကိုလာလေးပေးထားပါမယ်စက်သွန်လေးကိုဇင်ကအတုံးတေးသေးလေးတွေလေးပါတယ်ရှင်ပြီးရင်ဇင်ကရင်ဦးဆုံးစက်သွန်ဖြူစီချက်ပါမယ်စက်သွန်ဖြူစီချက်ကိုဇင်ကစနွယ်လေးထည့်ပြီးတော့မှစီပွားလေးချက်ပါမယ်ရှင်ချက်ပြီးဆိုရင်တော့ဇင်ကဆယ်ထုတ်ပါတယ်ဆယ်ထုတ်ပြီးတော့ခုနချက်ပြုတ်ရည်လေးတွေကိုချိန်လေးလောင်းထည့်ပြီးတော့မှဟင်းကိုလေးလုပ်ပါမယ်ဇင်ကဟင်းတွေကိုကော်ဖီလေးတွေထည့်ပါမယ်ရတာအနေနဲ့ကတော့စားရယ်စက်သားမုံရယ်ရေုပ်ကောင်ရယ်ထည့်ပါတယ်ရှင်ပြီးရင်ဇင်ကအနက်လေးမွေးအောင်စက်သွန်ဖြူလေးထည့်ပါမယ်အားလုံးထည့်ပြီးတော့ရင်တော့ဇင်ကဟင်းလေးကိုကြောင်ထည့်ထားလိုက်ပါမယ်ရှင်ဒီခဏတဲ့ချက်သားလေးလည်းအေးပြီဆိုတော့ဇင်ကချက်သားလေးကိုအယိုးတွင်ပါမယ်ပြီးရင်နန်းကြီးတုပ်တဲ့ကိုချက်သားချိန်ချက်ပါမယ်ရှင်နာစီတက်ထားတဲ့ဟိုတဲ့ကိုပဲဇင်ကစီလေးလောက်ထည့်ပြီးတော့မှစနစ်မုတ်ထည့်ပြီးတော့ချက်သွန်ဖြူနေထည့်ပြီးတော့စီတက်ပါမယ်ချက်သွန်လေးတွေနွမ်းလာပြီဆိုရင်တော့ဇင်ကရောင်တမုံလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့နည်းနည်းလောက်မှွေပြီးသွားလို့ရှိရင်ဇင်ကချက်သားမွှထားတာလေးတွေထည့်ပါမယ်ပြီးရင်တော့ဇင်ကရင်နွေးလေးနည်းနည်းလောက်ထည့်ပြီးတော့မှခဏလောက်ချက်ပေးထားပါမယ်ရတာအနေနဲ့ကတော့ဇင်ကချက်သားမုံနဲ့စားလေးကိုပဲထည့်ပါမယ်ရှင်ရှည်လေးခန်းလာပြီးတော့မှစီလေးနဲ့ပြန်ပြီးတော့နည်းနည်းလေးခြောက်လိုက်ရပါပြီရှင်နန်းကြီးထုတ်ဖို့အတွက်ဇင်လို့စီမှာရှိတဲ့တို့နိုင်ငံအစားအစာတစ်မျိုးဖြစ်တဲ့လက်စားလို့ခေါ်တဲ့အစားအစာတစ်မျိုးရဲ့မုတ်ဖက်လေးကိုတုံးပေးတာပေါ့နော်။တော့ဇင်တို့မြန်မာပြည်ကမုတ်ဖက်နဲ့ရမ်းစင်နေရှင်။အဲ့ဒီမုတ်ဖက်လေးကိုဇင်ရည်ရွယ်ပူပူလေးနဲ့ခဏလောက်ဖြောလိုက်ရင်ဆိုရင်တော့စားလို့ရပါပြီ။တော့မြန်မာပြည်ကမုတ်ဖက်ထပ်ပို့ပြီးတော့အေးအေးထွေထွေလေးဖြစ်တယ်ရှင်။ဇင်ကနန်းကြီးထုတ်စားမယ်ဆိုရင်တော့ဒီခောက်ဆွဲလေးပဲတုံးပြပါတယ်။ဆိုရင်တော့ဇင်ကနန်းကြီးစားထုတ်ပါမယ်ရှင်။ရင်ဦးဆုံးကော်ဖီရဲ့စက်သွန်လေးရထည့်ပါမယ်။နှံ့လေးမွေးအောင်မြုပ်တီချက်မုံလေးလည်းထည့်ပါမယ်ရတာအနေနဲ့ချက်သားမုံနဲ့ငံပြားရေးထည့်ပါမယ်ပြီးရင်ပဲချက်မုံလေးထည့်ပါမယ်ရှင်ပြီးရင်ခုနချက်ထားတဲ့စက်သွန်ဖြူစီချက်လေးလည်းထည့်ပါမယ်ရှင်နေနဲ့ဇင်ရသမ ्या လေးတစ်လုံးညှစ်ထည့်ပေးပါတယ်နောက်ဆုံးမှာချက်ထားတဲ့ချက်တာချင်ရင်လေးထည့်ပါမယ်ပြီးရင်တော့နယ်ပါမယ်ရှင်ခုဆိုရင်တော့နန်းကြီးတုပ်အေးတိတ်တိတ်စီစီလေးရပါပြီရှင်ပြီးရင်စားမဲ့ပကံနဲ့ထည့်ပြီးတော့မှလေးထားတဲ့နနက်ပင်လေးနဲ့ချက်ဦးလေးနဲ့ထည့်လိုက်ပါမယ်ဒါဆိုရင်တော့ပြည်စုံတဲ့နန်းကြီးတုပ်လေးရပါပြီရှင်
ကဲစားချင်းစရာကောင်းတဲ့နန်းကြီးတုပ်လေးနဲ့ညစ်ပူပူလေးရလဲစင်နစ်ဖြစ်နေပြီဆိုတော့စားပါတော့မယ်ရှင်ခုနကစဉ်ပြတဲ့နန်းကြီးတုပ်အထောက်ဆိုလို့ရှိရင်လူ3ယောက်ကောင်းကောင်းစားလို့ရပါတယ်ရှင်ကဲဒါဆိုရင်ဇင်ကတော့စပြီးတော့စားပါပြီရှင်စားကြပါအောင်နန်းကြီးတုပ်လေးစားလိုက်ဟိပူပူလေးတောက်လိုက်နဲ့အရင်ကိုတော့ပါပဲနော်ညတော့အားရပါရဆွဲပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကိုလည်းဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဇင်ရဲ့နောက်လာမယ့်ဗီဒီယိုလေးတွေမှာလည်းဗားလေးဘလို့ချက်ပြစားပြအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်